ည8 နာရီရှိပြီပေါ့နော်ဒီနေ့တော့တောက်ကြနေဆိုတော့ညဘက်မှာပတ်တရားရဲ့နာမည်ကျော် Walking Street ကိုသွားမယ်ပေါ့နော်လိုက်ပြပါအောင်နော်တက်စီခေါ်လာပြီးသွားပြီသွားပါတော့မယ်ကဲရောက်ပါပြီရှင်လမ်းလျှောက်လိုက်အောင်မယ်နော်လမ်းရှောက်ရင်လည်းလေကန်းချီရောက်လာတယ်တလားဒီမှာကန်းချီရှိမှတော့မသိဘူးဒီမှာကန်းချီပြပေးမယ်နော်မမျော်လင့်မယ်ရောက်ဒီနေရာအောင်ရှောက်ရင်လည်းရောက်ကဲညလာစားမို့ဆိုင်ရင်မတွေ့ဘူးဈေးကြီးတဲ့ဆိုင်နေကြီးလားပြီးတော့မှပဲလိုက်မာကတ်သွားတော့မယ်ပေါ့နော်အခုတော့ကန်ချေမှာခဏချေးလိုက်ပါအောင်မယ်ဒီမှာကြည့်တိုက်တယ်တော့လားဟိုမှာဟုတ်တယ်နော်ကန်ချေရလေတဲကနည်းနည်းလေးပဲရှိတယ်ရေဟိုမှာရောက်ပြီသင်္ဘောတွေအများကြီးပဲနော်ဟိုမှာဟုတ်တယ်အိတ်နေရလားလမ်းလျှောက်ရအောင်တဲတောင်ပြင်မှာတိတ်ဆိတ်နေပါနော်ဟုတ်တယ်ပါဟုတ်နော်ဟုတ်တယ်ပါအလုံးလုံးရပါတယ်ဒီဟိုတယ်ကပြင်နေရတယ်ဒီ lobby တစ်ခုလုံးတယောက်ထဲပိုင်နေပေါ့နော်ဒါညီမတို့ရဲ့ hostel ပေါ့နော် hostel ကတကယ်လို့သွားပါဒါ hostel ရဲ့ကြီးကြပ်ဒါဥစားပြီးတော့မေးမှဆိုနေတာဆွဲထားရတယ်ဟိုရုံးတက်တာတော့တလေးရတယ်သူ့ဘာရုံးကအလုပ်လုပ်ဝဲဒီလားမိုးရောရဲဖိုက်တာပြောအဲ့တော့အိတ်ချင်နေအလုပ်လုပ်ချင်တော့အိတ်လိုက်ပြီတနားရီလုံးလောက်ရအောင်ပဲတနားရီပုံ4 နိုင်ဟုတ်တော့နိုင်3နိုင်သွား3နိုင်တော့ချက်တော့ရအောင်ပဲနောက်ထပ်Hi hello ဒါကျမရဲ့တကယ်ကြီးကကျမကိုလက်မဝယ်ပြီးတာI'm talking and you bought ticket for me, né? Yeah. Oh, as for me, I cannot afford because this is expensive. Yeah. But this is my friend and he's a rich guy from Morocco. No, I'm not. That's why he bought for me. No, I didn't. Hi. I'm sorry. Wow, nice. Can I zoom out? The view is really nice. Oh, when I zoom out, it's come on. Somehow it works.